မနဲ့စောစောထအလုတ်သွားဖို့ uniform နဲ့ခြေအိတ်ကိုဝတ်ဖနက်ကိုစီလျှောက်တဲ့ခြေလမ်းတိုင်းကတနေ့ဘေးဂိတ်လိုဖြစ်ခြေနဲ့စိတ်ကူးတွေနဲ့ညဘက်အိမ်မက်မက်တော့ပြည်ဆိုင်ရာလေစိတ်ကိုမြင်ဒါကဖြီးပရောက်ညီမတွေအတွက်ဖြီးသိပ်ဖို့တခြင်းဟောဒီကပမြေပုံထဲကဖွင့်ဖြိုးဆဲနိုင်ငံငယ်လေးကိုလွမ်းလို့ကျွန်တော်ထိုင်ရတဲ့ပြိုင်ဆက်မဲ့တဲ့အဲ့ဒါမြန်မာပြည်တနည်းအဖြစ်ကျွန်တော်မွေးရမြေကိုတတိယကြောင့်တင်ထားတဲ့ status တွေပတ်ပြီးတနေ့ထပ်တနေ့ပို့ချတဲ့အမေမြတ်ရဲ့ အချိန်နဲ့အိုကတက်ဂရစ်ဟောင်းသွားလဲငါအိတ်ကထဲမှာ plastic လောင်းထားတဲ့ရွှေတကုံစေဒီတော်ရဲ့ရုပ်ပုံလေးပဲမှန်ကြောအနောက်တက်ချင်းနဲ့ကြားရင်ဂစ်တာတီးနေကြအုပ်ခုံလေးပဲလွမ်းရောမိုင်းရချီကိုဝင်းနေအိမ်ပြန်နေအိမ်မက်တွေစမပြေမှုရင်ကြုံတိုင်းလာမီရအမေကိုလေjust on the thing in the boy and himပြောဘူးလေ audio with to read ကြတဲ့ကနေပြေးထွက်ခဲ့မေကိုလာဒီနိုင်ငံမှာမနေချင်တော့ထွက်ပြေးပြရစီခတ်တာကအမေကျွေးတယ်လည်းမဆက်ပေးရသေးကျွန်တော်အလုပ်ရှင်တစ်ထည်မျက်နှာပေးကအခြေစိတ်ချမ်းသာစီရစက်ကလေးမှမတွေ့မုန်းရတိုက်တွေစောက်ထားတဲ့တိုင်းတစ်ပါးမြေပေါ်ရငေးကတွေ့အခုချိန်ဆိုကျွန်တော်တို့မြို့မှာလိုင်းကားတွေရောချက်သေးလာမေလေရင်ပေါ်တက်ခဏငါတို့တငယ်ချင်းတွေပြေးဖတ်တာကိုတတိမြဲရတယ်တာယူမင်းတို့ကိုလွမ်းတဲ့စိတ်တစ်ဖက်လုတ်တစ်ဖက်နဲ့ရှေ့ဆက်ငါဘလို့ညှိမလဲကွာစိတ်တကြတဲ့ခေါင်းရံတပ်ပုံနဲ့အဖေမျက်နာကိုကြည့်စဲပါဒီမှာဘလောက်ပဲကောင်းတဲ့အစားတော့တွေပေါ်အမေလက်ရာကိုမမီတဲ့ခါအမေခုကပီကျွေးတဲ့တမင်ဝိုင်းနဲ့ကတူကပီငွေတဲ့ဟင်းတိုင်းပဲကျွန်တော်ပြန်စားကြလို့နောက်ပြီးဖေးတိတ်ကြိုက်တဲ့ဦးငှက်ကြီးရဲ့ချင်းတိုင်းပဲအိမ်ပြန်နေတယ်အခုပြန်နေတယ်တွဲမိတိုင်းဝမ်းနေတဲ့မှုပြန်ဝင်တယ်ဘသူချန်ပီယံရှစ်ဖြစ်ခီးမဆိုင်ပဲဘောလုံးတွေပါလေစုကန်နေတယ်သူတယောက်တည်းချန်ထားရလားဆိုပြီးသူဆဲရိုက်နေခဲ့တဲ့သူနဲ့သူနဲ့လိုက်ဖက်တဲ့လူနဲ့ယူပြီးဦးမပွဲတိုင်းမပြန်နဲ့ဖြစ်သွားပြီးကြားလို့ဝမ်းသာတယ်ငါကတော့ချိန်ပေါ်လေးစင်ပြီးတိန်လို့တရွေ့ရွေ့ပြန်ခဲ့မယ်အေးကိုလေးရှေ့အေးကိုလေးရှေ့မိုင်းရချီကိုဝင်းနေအိမ်ပြန်နေအိမ်မက်တွေစမပြေမှုရီကြုံတိုင်းလာမီရအမေကိုလေjust on the thing in the boy and him ပြောဘူးလေ audio with to read ကြတဲ့ကနေပြေးထွက်ခဲ့မယ်ဒီတရားနဲ့ဝဲသစ္စာတရားနဲ့ဝဲရွေးချယ်ခွင့်နဲ့လဲဝဲစိတ်ပြီးစီမှုများအပြည့်ဖြစ်စများနဲ့လဲမေးနေညနဲ့တွေ့ကောင်းကြီးကိုပဲငေးကျွန်တော်ရဲ့အိမ်မလေးတွေလဲဆွဲမနဲ့ဆဆချိန်တွေဆိုအမေရဲ့ထမင်းကြော်သွားနေတာမျိုးဆက်ပစ္စည်းတွေပြတ်တော့အဖေကိုပြင်းမိနေတာမို့ကိုဘာမှငြိမ်းတဲ့ဆုံးနေရရှာကြည့်တဲ့ဆုံးမှာကျွန်တော်သိခဲ့ရတာအိမ်ကိုလာမြေပေါ်ရငေးကတွေ့အခုချိန်ဆိုကျွန်တော်တို့